မင်္ဂလာပါရ space ကနေပြန်ပြီးတော့ကြိုလိုက်ပါတယ်ဒီနေ့ရအလုပ်အတွက်မရှိမဖြစ်လို့အပ်တဲ့ device လေးတစ်ခု unboxing လုပ်ချင်ပါတယ်အဲ့ဒါတော့ Osmo Pocket 3 Creator Combo Set လေးပဲဖြစ်ပါတယ်ရှင် device တွေထည့်ဖို့ SD card လေးလည်းပါပါတယ်အခု Creator Combo Set လေးထဲမှာဘာတွေပါမလဲဆိုတာရတဲ့ချက်လောက် unboxing လုပ်ကြည့်အောင်device လေးကို activate လုပ်ဖို့အတွက်ဆိုလို့ရှိရင်ရ phone ထဲက DJI application နဲ့ connect လုပ်ဖို့လိုပါတယ်အခုactivate လုပ်ပြီးသွားပြီဆိုတော့တစ်ချက်လောက် click ကြည့်လိုက်ပါအောင်မယ်ရှင်နောက်နေ့မှာ blog အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်တတား